အားလုံးမင်္ဂလာပါကျွန်တော်ဟန်တာဝရီ channel နဲ့ကြိုဆိုပါရခင်ဗျာဒီနေ့ဗီဒီယိုကတော့ကမ္ဘာလူကြီးအများဆုံးနိုင်ငံတစ်ခုကဒီမိုကရေစီနိုင်ငံကြီးရဲ့အာဏာအရှိဆုံးခေါင်းဆောင်တစ်ယောက်ကမိသားစုအတိုင်းဝိုင်းမရှိဘဲနဲ့စင်ရဲသားလက်ဖက်ရည်ရောင်းနေပေါ့နော်ဒီကလေးဘဝကနေပြီးတော့ကမ္ဘာအာဏာချိန်ရှာကိုပြောင်းလဲနိုင်ခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်နေရင်ဒရာမိုဒီအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာသူကို1950 9လပိုင်း18ရက်နေ့မှာမွေးခဲ့ပါတယ်ဆိုတော့1950ဆိုတော့အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတာ1948ခုနှစ်ပါခင်ဗျာဆိုတော့လွတ်လပ်ရေးရပြီးတော့3နှစ်အကြာမှာမိုဒီကိုမွေးတာပါဒါကြောင့်သူဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာလည်းပဲဒါအိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော်ပထမဆုံးလွတ်လပ်ပြီးတဲ့အိန္ဒိယနိုင်ငံမှာမွေးတဲ့ပထမဆုံးဝန်ကြီးချုပ်ပါခင်ဗျအရင်ဝန်ကြီးချုပ်တွေကကြတော့ဒီဗြိတိရှလက်အောက်မှာမွေးခဲ့တာပါမိုဒီကကြတော့လွတ်လပ်ပြီးတဲ့အချိန်မှာမွေးတဲ့ဝန်ကြီးချုပ်ပေါ့နော်ပြီးလို့ရှိရင်သူ့မိဘတွေကသူမွေးတဲ့အချိန်ပေါ့နော်ငယ်ငယ်တော့ဆိုလို့ရှိရင်လက်ဖက်ရည်ဆိုင်ရောင်းရတာပါတာမန်မိသားစုလေးပါခင်ဗျသူကလေးဘွားမှာလည်းပဲလက်ဖက်ရည်ရောင်းရပါတယ်ဒီရထားပေါ်တွေပါတယ်မှာလက်ဖက်ရည်လိုက်ရောင်းရတဲ့ကလေးတစ်ယောက်ပါပြီးလို့ရှိရင်သူအရွယ်ရောက်လာတဲ့အချိန်မှာလည်းပဲသူ့အကိုနဲ့ပေါ့နော်လက်ဖက်ရည်ဆိုင်တွေပါတယ်ဖွေးလိုက်ပါတယ်ပြောချင်တာကသူကတာမန်လူတစ်ယောက်ပါတာမန်စင်းရဲသားမိသားစုကနေပြီးတော့အခုလက်ရှိပုံစံမျိုးပေါ့နော်ကမ္ဘာဩဇာအရှိဆုံးဝန်ကြီးချုပ်ဖြစ်လာတာပါခင်ဗျပြီးအရွယ်ရောက်လာလို့ဒီချောင်းနေတဲ့အချိန်မှာလည်းပဲစအရင်တော်တယ်မှာမပါပါဘူးအညံ့တယ်မှာလည်းမပါဘူးတာမန်ချောင်းသားပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့အရေးချင်းတစ်ခုကစကားပြောကောင်းတာပါစကားပြောကောင်းတယ်ဆိုတာစကားအများကြီးပြောတာမဟုတ်ပါဘူးစကားကိုနည်းနည်းပဲပြောရတာလိုသလောက်ပဲပြောပါတယ်ပြောတဲ့ခါကျလို့ရှိရင်လည်းအချက်လက်အကျက်ကျနဲ့လေးလေးနက်နက်လည်းပြောတယ်တခါတလေရလို့ရှိရင်သူကဟာသားလေးဖောက်ပြီးတော့လည်းပြောတတ်ပါတယ်ခင်ဗျသူ့ရဲ့ဝါသနာကြတော့ကြပြားတွေရေးတဲ့ဝါသနာပါပါတယ်ဒီခုကြတော့ဒီဘာသာနဲ့ပေါ့နော်ကြပြားတွေရေးဘူးသလိုမျိုးပဲပြဇာတ်တွေလည်းပဲကပူပါတယ်ခင်ဗျပြီးလို့ရှိရင်သူကငငယ်လေးနဲ့ဒီအိန္ဒိယနိုင်ငံမှာပေါ့နော် RSS လို့ခေါ်တဲ့အဖွဲ့အစည်းတွေကိုဝင်လာပါတယ်အဲ့ဒီအဖွဲ့ကဒီအိန္ဒိယရဲ့ဒီဟိန္ဒူအမျိုးသားတွေအတွက်ပေါ့နော်စေတနာဝန်ထမ်းဆိုတဲ့အဖွဲ့ပုံစံမျိုးပါခင်ဗျဒီ RSS အဖွဲ့ကို1925ခုနှစ်တည်းကဗြိတိရှလက်ထက်မှာတည်းကဖွဲ့စည်းထားတာပါဒီဖွဲ့ပေါ်ပေါက်လာပုံကလည်းပဲလူမျိုးပြိပခါနဲ့ဆိုင်တာပေါ့နော်အဲ့ဒီ1920လောက်မှာအိန္ဒိယနိုင်ငံအဲ့ဒီအချိန်တော့ဗြိတိရှလက်အောက်မှာပေါ့နော်ဟိန္ဒူနဲ့မွတ်စလင်တွေသနာတက်ပါတယ်လူမျိုးရေးထိခိုက်ဖြစ်တာပေါ့နော်အဲ့လိုဖြစ်ပြီးတဲ့နောက်မှာဒီဖွဲ့ပေါ်လာတာပါငါတို့ဟိန္ဒူတွေညီညွတ်မှရမယ်ငါတို့စီလုံးမှရမယ်ဆိုပြီးတော့ဒီဟိန္ဒူအမျိုးသားတွေအတွက်စေတနာဝန်ထမ်းအဖွဲ့ဆိုပြီးတော့ဖွဲ့စည်းလိုက်တာပါခင်ဗျအဲ့တော့သူ့ရဲ့ရည်ရွယ်ချက်ကဘာသာရေးနောက်ခံနဲ့ဖွဲ့ထားတဲ့အဖွဲ့ပါအခုချိန်ဒီလည်းဒီအဖွဲ့ရှိပါတယ်ဒီငငယ်လေးတွေပေါ့နော်ခလေးငယ်လေးတွေပါစားသူတို့ရဲ့50နှစ်သားလေးတွေပေါ့နော်ဒုတ်တွေဓာတ်တွေကင်ပြီးတော့မနက်စောစီလေးကြည့်ပေးတာစီးလုံးရအောင်ပေါ့နော်အဖွဲ့ကြီးစေတဲ့ကြီးအောင်စီးလုံးရအောင်ဆိုပြီးတော့ဒီအဖွဲ့ကြီးကနေပြီးတော့လေးကြည့်ပေးပါတယ်ခင်ဗျဒါအခုချိန်ဒီအဖွဲ့ကြီးကရှိနေပါတယ်ကျွန်တော်နိုင်ငံမှာဆိုရင်တော့ဘာပြောကြမတင်နဲ့နော်ခလေးလေးတွေကိုဘာရောက်လုံးနေတာလဲဘာလဲညာလဲဆိုပြီးတော့ပေါ့နော်အဲ့လိုပြောကြပါလိမ့်မယ်ဒါပေမဲ့အိန္ဒိယမှာတော့ဒီနေ့ချိန်ကြီးရှိပါတယ်ခင်ဗျနောက်ပိုင်းမှာဒီအဖွဲ့ရဲ့ကြတော့ဘယ်လိုဖြစ်လာလဲဆိုတော့အခု BJP လို့ခေါ်တဲ့နိုင်ငံရေးပါတီတွေပေါ်လာတဲ့ဒီအဖွဲ့အောက်ကနေပေါ့နော်နောက်တစ်ခါចောင်းသားသမဂ္ဂအသင်းတွေပေါ်လာတယ်ပြီးဘာသာရေးနဲ့ပတ်သက်တဲ့သာသနာပြုတဲ့အသင်းတွေပေါ်လာတယ်လို့မျိုးပဲအလုသမားသမဂ္ဂလို့အသင်းတွေလည်းဒီအဖွဲ့စီကနေတဆင့်ပေါ်လာတာပါဆိုတော့ဒီအဖွဲ့စီကအိန္ဒိယနိုင်ငံဟိန္ဒူမျိုးသားတွေပေါ်မှာတော့အင်မတန်မှဩဇာကြီးတဲ့အဖွဲ့စီပါခင်ဗျနောက်တစ်ခါဒီမဟာဓမ္မဂန္ဒီကိုတတ်ခဲ့တဲ့နရန်သူဂေါစီဆိုတဲ့သူကလည်းပဲဒီ RSS ရဲ့အဖွဲ့ဝင်ဟောင်းပါခင်ဗျဒါကြောင့်မလို့ဂန္ဒီလုံးချန်ခံလိုက်ရပြီးတဲ့နောက်မှာဒီအဖွဲ့ခဏပေါ့နော်ယာယီဖြတ်သိမ်းလိုက်ပါတယ်ဘာလို့လဲဆိုတော့ဂန္ဒီကိုတတ်တဲ့လူကအရင်တော့ဒီအဖွဲ့ဝင်ထားဘူးလို့ပါနောက်မှဒါစုံစမ်းစစ်ဆေးလုပ်တဲ့အချိန်မှာဒီအဖွဲ့နဲ့တိုက်ရိုက်မပတ်သက်ဘူးဆိုတာသိတဲ့အချိန်ကျမှဒီအဖွဲ့ကိုတရားဝင်ပြန်ပြီးတော့ဖွင့်ခွင့်ပေးတာပေါ့နော်ဒီအဖွဲ့လည်းတမိုင်းမှာ3-4ခါလောက်အပိတ်ခံရဘူးပါတယ်အဲ့လိုနဲ့မိုဒီအသက်18နှစ်18နှစ်ရောက်တဲ့အချိန်ပေါ့နော်အရွယ်ရောက်တဲ့အချိန်မှာသူ့မိဘတွေကကန်စီဆက်စနစ်ရဲ့မျိုးနွယ်ဒလိအတိုင်းပဲသူ့ကိုမိမပေးစားပါတယ်ခင်ဗျဒီမဟာဓမ္မဂန္ဒီဆိုလည်းအဲ့လိုပေါ့နော်ဒီကမြောက်တဲ့အချိန်မှာမိမပေးစားပါတယ်အဲ့ဒီမဟာဓမ္မဂန္ဒီတို့ခေတ္တဝန်ကြတော့ဒါငငယ်ပဲရှိနေတာပေါ့နော်ဒါပေမဲ့အိန္ဒိယနိုင်ငံနောက်ပိုင်းမှာဒါတွေကိုအသက်ကန်တန်းလိုက်တဲ့အတွက်ကြောင့်မလို့ဒီမိုဒီကကြတော့18နှစ်လောက်မှာသူ့ကိုမိမပေးစားပါတယ်ဒါပေမဲ့သူကကြတော့အဲ့ဒီမိမနဲ့ပေါ့နော်ခဏပဲပေါင်းပြီးတော့ထွက်ပြေးသွားပါတယ်ဒီလိုကဘာလူလဲမသိဘူးပေါ့နော်ဒီမှာလိုချင်လို့မရတဲ့လူတွေကမှအာမနာသူကမိမရတယ်မလိုချင်လို့ဆိုပြီးတော့ထွက်ပြေးသွားပါတယ်ခဏပဲပေါင်းလိုက်ရတာပေါ့နော်အဲ့ဒါအခုချိန်ဒီလူကြီးလို့လည်းပြောလို့ရတယ်အိမ်အောင်ကြဦးတယ်လို့လည်းပြောလို့ရတာပေါ့နော်သူကအိမ်အောင်ကြပြီးတော့ထွက်ပြေးတော့ဘယ်ကိုပြေးလဲဆိုတော့ဒီဘာသာရေးသမားတွေနဲ့ဟျူမနာတောင်တန်းမှာတရားလိုက်ပြီးတော့ကြည်ပါတယ်ခင်ဗျအဲ့လိုနဲ့2နှစ်လောက်ကြာတဲ့အချိန်မှာတော့သူကပ
ပြန်လာပါတယ်ပြန်လာပြီးတော့ခုနကသူငယ်တော့ဝင်ခဲ့တယ်ပေါ့နော် RSS အဖွဲ့မှာပြန်ပြီးတော့အလုပ်လုပ်ပါတယ်လုပ်ရင်းနဲ့ပဲကြောင်တက်တာပေါ့နော်အဲ့ဒီကမှာဒီနိုင်ငံရေးသိပ္ပံတို့မဟာပွဲတို့အဲ့ဒီကနေထပ်ပြီးတော့ရပါတယ်ခင်ဗျအဲ့လိုနဲ့1989ခုနှစ်လောက်မှာကျတော့သူ့ကိုဒီ RSS အဖွဲ့ကနေပြီးတော့သဘောကျပြီးတော့ပေါ့နော်ဒီကောင်မဆိုးစကားပြောလဲကောင်းတယ်စီယုံရေးစွမ်းရည်လည်းရှိတယ်ဆိုပြီးတော့နိုင်ငံရေးနဲ့ပို့လိုက်ပါတယ် BJP ပါတီကိုပို့လိုက်တာပေါ့နော်သူကငငယ်လေးတဲ့ကဒီမျိုးသားရေးအဖွဲ့တဲ့ဝင်လာတဲ့အတွက်ကြောင့်မလို့အမျိုးသားရေးစိတ်ဓာတ်လည်းပဲတခြားလူနဲ့ဆိုင်ထပ်တန်တယ်ပေါ့နော်အမျိုးသားရေးဝါဒီလို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့သူစကားပြောကောင်းပါတယ်ဒါပေမဲ့သူကနိုင်ငံရေးသိပ္ပံဖွဲ့ရတဲ့အတွက်ကြောင့်မလို့နိုင်ငံရေးအကြောင်းလည်းကောင်းနားလဲပါတယ်ခင်ဗျပြီးရင်ဂူဂျာရတီဘာသာနဲ့ပေါ့နော်ကြပြတွေစာတွေလည်းရေးဖွဲ့ပူပါတယ်ပြဇက်တွေလည်းပဲဝါသနာပါတယ်အတွက်ကြောင့်မလို့ကျွန်တော်တို့ဆိုရင်တရုတ်ဆောင်တွေပါလှုပ်ဘူးတာပါဗျာအဲ့လိုလှုပ်ဘူးတယ်ပြီးလို့ရှိရင်ဘာသာရေးလည်းလိုက်စားပါတယ်တကူချင်းနေတာတက်လွတ်စားတဲ့လူပေါ့နော်အရင်တည်းကပေါ့နော်အိန္ဒိယနိုင်ငံမှာတက်လွတ်စားတဲ့ဝန်ကြီးချုပ်တွေရှိခဲ့ဘူးပါတယ်ခင်ဗျအခုကျွန်တော်ပြောတဲ့မိုဒီကကျွန်တော်တို့မြန်မာနိုင်ငံဥနှုပုံစံမျိုးနဲ့နည်းနည်းလေးဆင်းပါတယ်ဘာသာရေးကိုလည်းလိုက်စားတယ်ပြီးလို့ရှိရင်အမှုပညာစာပေကိုလည်းပဲဝါသနာပါတယ်ပြဇာတ်တွေပါရင်လည်းပဲဒါဥနှုလည်းဝါသနာပါတာပေါ့နော်အဲ့လိုဝါသနာပါတယ်အဲ့ဒီအတွက်ကြောင့်မလို့စကားပြောကောင်းပါတယ်ဆိုမိုဒီကအခုကျွန်တော်ပြောတဲ့အချက်တွေကြည့်မယ်ဆိုရင် तू ကစကားပြောကောင်းပါတယ်သူသဖြင့်နိုင်ငံရေးကိုလည်းစိတ်ဝင်စားတယ်အမျိုးသားရေးသမားလည်းဖြစ်မယ်ပြီးဘာသာရေးကိုလည်းလိုက်စားဘူးတယ်ဆိုလို့ရှိရင်တကယ်အတွင်းကြပေါ့နော်လိုက်စားဘူးတယ်ဆိုလို့ရှိရင်အဲ့လူတွေကစကားပြောကောင်းတတ်ပါတယ်စကားပြောကောင်းတယ်ဆိုတာဥပမာဗုဒ္ဓဘာသာဖြစ်မယ်ဆိုလို့ရှိရင်ပေါ့နော်နိုင်ငံရေးလိုက်စားတယ်အမှုပညာလေးဝါသနာပါတယ်တရုတ်ဆောင်တွေပါလေလှုပ်ဘူးမယ်ပြီးနိုင်ငံရေးနဲ့ပတ်သက်တဲ့ပေါ့နော်ဘွဲတွေပါလည်းရထားမယ်အမျိုးသားရေးသမားလည်းဖြစ်မယ်ဆိုလို့ရှိရင်အဲ့လူကအရင်စကားပြောကောင်းပါတယ်ဗုဒ္ဓဘာသာတွေအပေါ်မှာသူကဘာသာရေးအကြောင်းနဲ့ပတ်သက်ရင်လည်းလွှမ်းမိုးမှုရှိတယ်ပေါ့နော်စကားပြောတဲ့နေရာမှာပို့ပြီးတော့ကောင်းလို့ရှိပါတယ်ခင်ဗျဒါဘယ်ဘာသာပဲဖြစ်ပေါ့နော်ဘာသာတစ်ခုလိုက်စားရတဲ့လူတွေကပတ်ဝန်းကျင်မှာဒီမှာစကားပြောကောင်းလို့ရှိပါတယ်ဒါပေမဲ့ဟိုမြောက်တီမရပေါ့နော်လိုက်တော့လိုက်စားတယ်ဟိုလည်းမြောက်တီမရဟိုဇော်ကန်းလန့်နေဆိုရင်တော့လူကန်းလန့်နေဖြစ်သွားတတ်ပါတယ်တကယ်အတွင်းကြလိုက်စားတဲ့လူတွေကစကားပြောကောင်းတတ်တာပေါ့နော်ဆိုတော့မိုဒီကအဲ့လိုမျိုးစွမ်းရည်တွေနဲ့ပေါ့နော်ဒါနိုင်ငံရေးပါတီတွေကိုရောက်လာတဲ့အချိန်မှာအဲ့ဒီပါတီကဂူဂျာရတ်ပြည်နယ်မှာပေါ့နော်1995ခုနှစ်မှာအနိုင်ရပါတယ်သူကလည်းပဲအဲ့ဒီပါတီရဲ့အထွေထွေအတွင်းမှုဖြစ်လာခဲ့ပါတယ်ခင်ဗျဒါပေမဲ့သူအထွေထွေအတွင်းမှုပါတီရဲ့အတွင်းမှုဖြစ်နေတဲ့အချိန်ပေါ့နော်2001ခုနှစ်လောက်မှာအိန္ဒိယနိုင်ငံမှာငလျင်လှုပ်ပါတယ်ပြည်ထောင်စုနေ့မှာပေါ့နော်ဒီဇန်နဝါရီလ26ရက်နေ့မှာပြည်ထောင်စုနေ့မှာငလျင်လှုပ်ပါတယ်ခင်ဗျငလျင်လှုပ်တော့ကြောင့်မလို့လူတွေကပွဲတော်ရဖြစ်တဲ့ကြောင့်မလို့စုယုံဖြစ်နေတဲ့အဆောက်အဦတွေထဲမှာရှိနေတဲ့ကြောင့်မလို့လူအမြောက်များသိပါလူ2000လောက်သိပြီးတော့တိတ်နဲ့ချီပြီးတော့ထိခိုက်ဒဏ်ရာရကြပါတယ်ခင်ဗျအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဒါပြည်နယ်ကပေါ့နော်ပိုပြီးဆိုးဝါးစေတာလူအသေးပြောက်ပိုပြီးများသွားစေတာကြတော့အဲ့ဒီခေတ်တုန်းကပေါ့နော်အဲ့ဒီဂူဂျာရတ်ပြည်နယ်ကအဆောက်အဦတွေကတိတ်ပြီးတော့မခိုင်ခန့်တာလည်းပါတယ်နောက်တစ်ခါအစိုးရကနေပြီးတော့ကယ်ဆယ်ရေးအတွက်ပေါ့နော်အစင်းသေးမဖြစ်ပါဘူးနှောင့်နှေးမှုတွေရှိနေတာပေါ့နော်အဲ့တော့ကြောင့်မလို့မတည်သင့်မဲ့တည်တဲ့လူတွေကအများကြီးရှိပါတယ်အဲ့ဒါကြောင့်မလို့ဆိုပြီးတော့ပြည်သူတွေကလည်းပဲအဲ့ဒီချိန်တုန်းကဒီဂူဂျာရတ်ပြည်နယ်အုပ်ချုပ်နေတဲ့ BJP ပါတီကဝန်ကြီးချုပ်ကိုမိခွန်းတွေထုတ်လာတယ်ဝေဖန်လာတယ်မကြိုက်လာကြတော့ပါဘူးခင်ဗျအဲ့ဒီခါကျတော့ဒီပါတီကဘယ်လိုလုပ်ရလဲဆိုတော့ဟုတ်ပြီဒီဝန်ကြီးချုပ်ပေါ့နော်သူတို့ပါတီကဝန်ကြီးချုပ်ကိုဒီပြည်သူတွေကမကြိုက်တော့ဘူးဆိုတော့လူလဲဖို့လုပ်ပါတယ်လူလဲမယ်ဆိုလို့ရှိရင်လည်းပဲခုနအထွေထွေအတွင်းမူမိုဒီနဲ့လဲမှာပါမိုဒီကခတ်တာအထူးကြုံတစ်ခါမရှိပါဘူးနိုင်ငံရေးနဲ့ပတ်သက်ပြီးအဲ့လောက်ကြီးအထူးကြုံမရှိပါဘူးမရှိတဲ့အတွက်ကြောင့်မလို့သူတို့ကဘယ်လိုညှိလဲဆိုတော့ပေါ့နော်မိုဒီကိုဒီဂူဂျာရတ်ပြည်နယ်ရဲ့ဒုတိယဝန်ကြီးချုပ်ဖြစ်လုပ်ပြီးဆိုပြီးတော့မိုဒီနဲ့ညှိပါမိုဒီကလုံးဝလက်မခံပါဘူးသူမအုပ်ချုပ်ရဘူးဆိုရင်လုံးဝမအုပ်ချုပ်ဘူးသူပေးအုပ်ချုပ်မယ်ဆိုရင်သူဝန်ကြီးချုပ်အဖြစ်ပဲလုပ်မယ်ပေါ့နော်အဲ့လိုသူကလည်းတင်းခံပါတယ်နောက်ဆုံးမှာတော့သူရဲ့အရေးချင်းကြောင့်ဘယ်လိုမှလုပ်လို့မရတော့ဘူးပေါ့နော်အခုဝန်ကြီးချုပ်လက်ရှိဝန်ကြီးချုပ်ပြည်သူတွေကမကြိုက်တော့ဘူးအနာပေးမယ်မိုဒီကိုတင်လိုက်မယ်ဆိုပြီးတော့လုပ်ပါတယ်အဲ့လိုနဲ့မိုဒီက2001ခုနှစ်ပေါ့နော်ဒီဂူဂျာရတ်ပြည်နယ်ရဲ့ပေါ့နော်ငလျင်ကြောင့်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်ခင်ဗျာဒါပေမဲ့သူဝန်ကြီးချုပ်ဖြစ်မကြဘူးတစ်နှစ်လောက်ပဲကြာတာပေါ့နော်2002ခုနှစ်မှာဒီဂူဂျာရတ်ပြည်နယ်မှာပြဿနာတစ်ခုတက်ပါတယ်အဲ့ဒါတော့မွတ်စလင်နဲ့ဟိန္ဒူတွေနဲ့ပေါ့နော်တက်ကြဖြစ်ကြတာပါဘာသာရေးအထီးကျုံဖြစ်တာပေါ့နော်အဲ့ဒီရဲ့ပြဿနာအစဘယ်ကလဲဆိုတော့ဒီဂူဂျာရတ်ပြည်နယ်နဲ့အများကြီးဝေးပါတယ်ဒီအယုဒ္ဓယဆိုတဲ့မြို့ကပေါ့နော်မိုင်900ကျော်လောက်ဝေးတဲ့အဲ့ဒီမြို့ကနေစပါတယ်အဲ့ဒီပြဿနာဘယ်လိုဖြစ်လာလဲဆိုတော့16ရာစုလောက်တည်းကဒီဆောက်ထားတဲ့မွတ်စလင်တွေရဲ့ပေါ့နော်ဘာပလီကြီးကိုဟိန္ဒူမျိုးသားရေးဝါဒီတွေဖြိုချလိုက်ရာကနေပြီးတော့စပါတယ်ခင်ဗျတော့ဘာဖြစ်လို့ဒီဟိန္ဒူမျိုးသားရေးဝါဒီတွေကဒီပလီကိုဖြိုချလဲဆိုတော့အဲ့ဒီဟိန္ဒူမျိုးသားရေးသမားတွေကပေါ့နော်စိတ်တွေမှာဘယ်လိုရှိနေလဲဆိုတော့သူတို့ခံစားနေရတယ်သူတို့ယုံကြည်နေတာကြတော့အဲ့ဒီပလီကိုတိဆောက်တာက1528ခုနှစ်မကိုအင်ပါယာကိုထူထောင်တဲ့ဘာဘာရဲ့လက်ထက်မှာပေါ့နော်သူကဒီဟိန္ဒူသမိုင်းဝင်ယာမဖျားเจ้าကြီးကိုဖျက်ပြီးတော့ဒီအစ္စလမ်ဘာသာစိုးမိုးနိုင်မှုအတွက်ဒီဘာဘရီပလီကိုဟိန္ဒူဖျားเจ้าရဲ့အပေါ်မှာပေါ့နော်ထပ်ဆောက်ခဲ့တယ်ဆိုပြီးတော့ဟိန္ဒူမျိုးသားရေးဝါဒီတွေက
အဲ့လိုယုံကြည်နေကြပါတယ်ဒါပေမဲ့မွတ်စလင်တွေနဲ့ဒီပညာရှင်တချို့ကပြောတာကြတော့ဗောနော်မဟုတ်ဒီပလီကိုဆောက်တဲ့အချိန်မှာဒီနေရာမှာအဲ့ဖျားကြောင်မရှိတော့ဘူးမြေကွက်လိုက်ဖြစ်နေတယ်ဗောနော်အဲအကြောင်းမလို့ဒီဘာဘာလက်ထက်မှာဒီပလီကြီးကိုအဲ့နေရာမှာတိဆောက်ခဲ့တယ်ဆိုပြီးတော့မွတ်စလင်ဘာသာရေးသမားတွေနဲ့ပညာရှင်တချို့ကကြတော့ပြောကြပါတယ်ဒီယာမရဲ့ဖျားကြောင်ရုပ်ဖြတ်ပြီးတော့ပလီကြီးကိုတိဆောက်တာမဟုတ်ဘူးတော့သူငကိုတွေကမရှိတော့ဘူးဗောနော်အရင်ရှိရင်လည်းရှိခဲ့မယ်ဒါပေမဲ့သူတို့ဆောက်တဲ့အချိန်မှာမရှိတော့ဘူးမြေကွက်လက်ကြီးဖြစ်နေပြီအဲအကြောင်းမလို့သူကဆောက်တာဆိုပြီးတော့ပြောပါတယ်ဒါပေမဲ့လည်းပဲအဲ့ဒီရဲ့ပြဿနာက1992ခုနှစ်မှာဒီအဲ့ဒီပလီကိုဖြိုချဖြစ်စီလိုက်ပါတယ်ဖြိုချလိုက်တဲ့ခါကျတော့ပြဿနာတက်ကြပါတယ်ဒီမှာလည်းပဲမွတ်စလင်နဲ့ဟိန္ဒူနဲ့တတ်ကြတာပေါ့နော်လူ2000ကျော်လောက်သေးပါတယ်ခင်ဗျာဆိုတော့အခုပြောနေတာကဒီမိုင်ပေါင်း900ကျော်လောက်ဝေးတဲ့အယုဒ္ဓယဆိုတဲ့မြို့ကအကြောင်းပါအခုဒီကူဂျာရက်ပြည်နယ်နဲ့ဘာဆိုင်လို့လဲပေါ့နော်ဒီမြို့ကနီဗိုနိုင်ငံသားမှာရှိတာဒီကူဂျာရက်ပြည်နယ်နဲ့ဘာဆိုင်လို့လဲထင်ကောင်းထင်ရပါတယ်ဒါပေမဲ့အဲ့ဒီချိန်တုန်းကအဲ့ဒီပလီကိုဖြိုချလိုက်တဲ့အချိန်မှာအိန္ဒိယဆိုတာဟိန္ဒူနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့အိန္ဒိယအစိုးရကနေပြီးတော့ဘယ်လိုဆုံးဖြတ်လဲဆိုတော့ဟုတ်ပြီဒီပလီကတော့ဖြိုချလိုက်ပြီဒါပေမဲ့တကယ်ပေါ့နော်ဟိန္ဒူမျိုးသားရေးဝါဒီတွေဆွဆွဲသလိုမျိုးဒီပလီရဲ့အောက်မှာအဆောက်အဦရှိခဲ့လားယာမအကြောင်းပေါ့နော်ဒီရှိခဲ့လားဆိုပြီးတော့စစ်ဆေးမယ်ဆိုပြီးတော့စုံစမ်းစစ်ဆေးရေးတွေလုပ်ပါတယ်လုပ်တဲ့ချိန်မှာအဲ့ဒီပလီရဲ့အောက်မှာတကယ်ပဲအဆောက်အဦတစ်ခုရှိပါတယ်ဒါကဖះเจ้าဟုတ်လားမဟုတ်လားဆိုတာတော့အတီးမပြုတ်နိုင်ဘူးပေါ့နော်အဆောက်အဦတစ်ခုရှိခဲ့တယ်ဒီပလီအပေါ်ထပ်ဆောက်ခဲ့တယ်ဆိုပြီးတော့အစိုးရနေပြီးတော့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုဆုံးဖြတ်ပြီးတော့အစိုးရဘယ်လိုသတ်မှတ်လဲဆိုတော့ဒီဟိန္ဒူအမျိုးသားရေးဝါဒီတွေဖြိုချလိုက်တဲ့ပလီနေရာမှာသူတို့ရဲ့ဟိန္ဒူအမျိုးသားတွေအတွက်ပေါ့နော်ဟိန္ဒူဘာသာဝင်တွေအတွက်ယာမကြောင်စောက်ခွင့်ပြုလိုက်ပါတယ်ပြီးရင်အဲ့ဒီပြတ်သွားတဲ့ပလီအစားဒီနေရာအစားပေါ့နော်တခြားနေရာတစ်ခုမှာနောက်ထပ်မြေအစားပေးတာပေါ့ဗျာဖြစ်စီခံလိုက်ရတဲ့နေရာမှာတော့ငါတို့ဟိန္ဒူဖះเจ้าစောက်မယ်မင်းတို့ဒီပလီအစားတခြားနေရာမှာမြေတနေရာပေးမယ်ဆိုပြီးတော့အစိုးရနေပြီးတော့တတ်မှတ်ပေးလိုက်ပါတယ်ဒီပလီကလည်းပဲဘာသာရေးတွေပါတယ်ခဏဖယ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပလီက16ရာစုဆိုရင်900လောက်တက်တန်ရှိပါပြီတကယ်ရှေ့ဟောင်းပလီထဲမှာပါတာပေါ့နော်အဲ့ဒါကြီးကိုဖြိုချလိုက်တယ်ဖြိုချပြီးတော့မှအောက်မှာအဆောက်အဦတစ်ခုတွေ့တော့ကြောင့်မဟာဒါယာမကြောင်ရှိခဲ့တယ်ဆိုပြီးတော့အစားအနေနဲ့တခြားနေရာမှာပြန်ဆောက်ခွင့်ပေးလိုက်တာပါအဲ့ဒီတော့ကြောင့်မလို့မွတ်စလင်တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲသူမကျင်တတ်ပါဘူးမကျင်တတ်ရင်လည်းပဲဟိန္ဒူအများစုရှိတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပြောမလဲရေများရေးနိုင်မြများမိနိုင်ဖြစ်သွားတာပေါ့ဗျာဘာသာရေးတွေပါတယ်မဆွဲဘဲနဲ့ဒါတုံးတက်ရမယ်ဆိုလို့ရှိရင်တော့ဒါသမိုင်းအမှုနဲ့တစ်ခုပဲပေါ့နော်ဒါပေမဲ့လည်းပဲဟိန္ဒူအများစုရှိတဲ့အတွက်ကြောင့်မလို့မွတ်စလင်တွေကဒီနေရာမှာသူတို့ရှုံးသွားသလိုခံစားရပါတယ်ဟိန္ဒူတွေကကြတော့ဟာငါတို့တမိုင်းကအကျွေးပြန်ဆက်လိုက်နိုင်ပြီဆိုတဲ့ခံစားမှုမျိုးခံစားရပါတယ်ပြန်နိုင်သွားပြီပေါ့နော်အရင်တုန်းကမွတ်စလင်ဒီမကိုအင်ပါယာလက်အောက်မှာတော့ငါတို့မွတ်စလင်အနိုင်ကြည့်တာလားအခုငါတို့ပြန်ပြီးတော့အနိုင်ယူလိုက်နိုင်ပြီဆိုပြီးတော့ဟိန္ဒူတွေကအဲ့လိုခံစားရပါတယ်ဒါပေမဲ့မွတ်စလင်တွေကကြတော့ဘာဆိုင်လို့လဲပေါ့နော်ဒါအရင်တည်းဖြစ်တဲ့ဟာတွေအခုမှဒီချီကြောက်ရည်နူပေါ့နော်အဲ့လိုလာလုံးနေတာမကောင်းဘူးပေါ့နော်ဒါတသက်အနိုင်ကြည့်တာပဲလို့ခံစားရပါတယ်ခင်ဗျဒီပြဿနာက1992ခုနှစ်မှာဖြစ်ခဲ့တာပါပြီးသွားတယ်လို့ရှိပေမဲ့လူတွေရဲ့ယင်ထဲမှာတော့တငွေ့ငွေ့လောင်မြိုက်နေပါတယ်အထူးသဖြင့်မွတ်စလင်တွေရဲ့ယင်ထဲမှာပေါ့နော်အဲ့လိုမျိုးမကြင်မနှက်တွေဖြစ်နေပါတယ်ခင်ဗျအဲ့လိုနဲ့အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ဒီနေရာမှာဖះကြောင်ဆောက်ခွင့်ရသွားပြီဆိုတဲ့ခါကျတော့ဒီအိန္ဒိယတနိုင်ငံလုံးမှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေကပေါ့နော်သွားနိုင်တဲ့လူတွေဆိုလို့ရှိရင်အဲ့ဒီယာမဖះเจ้าတိဆောက်နေနေရောက်သွားတယ်ဖះဘူးသွားတာပေါ့နော်ကျွန်တော်တို့ဆိုရင်တော့ဒီဗုဒ္ဓဂါယာပုံစံမျိုးပေါ့ငါတို့ဒီအဲ့နေရာဒီယာမဆိုတာကျွန်တော်တို့ယာမယနာဇက်တော်တွေကယာမပါအဲ့ဒါကိုလည်းတို့ကဒီဗိတ်တနိုးဝင်စားတယ်လို့ယူဆပြီးတော့ပေါ့နော်အဲ့နေရာမှာယာမကိုမွေးခဲ့တယ်ဖះเจ้าရှိခဲ့တယ်လို့ယူဆရတဲ့အတွက်ကြောင့်မလို့အဲ့နေရာကိုဖះဘူးသွားပါတယ်ဟိန္ဒူတွေကပေါ့နော်ဖျားဘူးသွားတယ်ပြန်လာတယ်တချို့ဆိုလည်းလောက်အားပြီးသွားတယ်တချို့တွေကလည်းဒီအလှငွေတစ်ထည့်တာပေါ့နော်အဲ့လိုနဲ့သွားပြီးတော့ပြန်လာပါတယ်အဲ့ဒီထဲမှာဒီဂူဂျာရက်ပြည်နယ်ကဟိန္ဒူတွေလည်းပါပါတယ်အဲ့ဒီဟိန္ဒူတွေကဂူဂျာရက်ပြည်နယ်ဟိန္ဒူတွေကသွားပြီးပြန်လာပါတယ်ပြန်လာတဲ့အချိန်မှာယထာပေါ်မှာပြဿနာတက်ပါတယ်ဘယ်သူနဲ့တက်လဲဆိုတော့ဟိန္ဒူဖျားဘူးတွေနဲ့ခုနဈေးရောင်းနေတယ်ပေါ့နော်ယထာမှာဈေးရောင်းနေတယ်မွတ်စလင်ဈေးတွေနဲ့ပြဿနာတက်ပါတယ်ခင်ဗျာအဲ့လိုပြဿနာတက်ပြီးတဲ့အချိန်မှာအဲ့ယထာတွေကမီးလောင်သွားပါတယ်မီးလောင်ပြီးတော့လူဒီဟိန္ဒူဖျားဘူးပေါ့နော်59ဦးလောက်တည်သွားပါတယ်ခင်ဗျာအဲ့ဒါကိုအစိုးရစုံစမ်းစစ်ဆေးတဲ့အချိန်မှာဒီဟာပေါ့နော်မွတ်စလင်တွေကမီးရှို့လိုက်တယ်ဒီယထာတွေကိုပေါ့နော်မီးရှို့လိုက်တယ်ဆိုပြီးတော့ဒီလှုပ်တဲ့လူတွေကိုလည်းပဲအစိုးရနေပြီးတော့ဖမ်းဆီးပြီးတော့ထောင်ချလိုက်ပါတယ်ဒါပေမဲ့ပြဿနာအလောင်းနဲ့ရက်မနေပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါကတာမန်ဈေးတဲ့တယောက်နဲ့ဖျားဘူးတစုနဲ့ရန်ဖြစ်တယ်ဆိုတဲ့ပုံစံကနေပြီးတော့ဟိန္ဒူဖျားဘူးတွေနဲ့မွတ်စလင်ဈေးတဲ့ရန်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပြောင်းသွားပြီးတော့ဂူဂျာရက်ပြည်နယ်မှာရှိနေတဲ့ဟိန္ဒူတွေကပေါ့နော်မွတ်စလင်တွေမကျင်မနှက်ဖြစ်ပြီးတော့ပရိပခါဖြစ်ကြပါတယ်အဲ့လိုပရိပခါဖြစ်ပြီးတော့မွတ်စလင်နဲ့ဟိန္ဒူနဲ့ပေါ့နော်အုပ်စုဖွဲ့ပြီးတော့တက်ကြဖြတ်ကြပါတယ်ခင်ဗျလူထောင်နဲ့ရှိပြီးသေးပါတယ်အဲ့ဒါကိုအစိုးရကနေပြီးတော့မတိအောင်ဆောင်နေပါတယ်အဲ့ဒါမိုဒီလက်ထက်မှာဖြစ်တာပါ
မိုဒီကနေမသိအောင်ဆောင်နေပါတယ်တဘောတော့ဒါကဘာနိုင်ငံတွေအမြင်ကဘယ်လိုလဲဆိုတော့ဟာသူတို့ဟိန္ဒူဖျားဘူးတွေခံလိုက်ရတဲ့အတွက်ကြောင့်မလို့ဒါဟိန္ဒူတွေပြန်ချတဲ့အချိန်မှာအစိုးရနေပြီးတော့လွတ်ထားတာပေါ့နော်မသိအောင်ဆောင်နေတယ်ဆိုပြီးတော့ယူဆလိုက်ပါတယ်ဆိုတော့တကယ်လည်းပဲမိုဒီကအမျိုးသားရေးသမားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလုပ်ရင်လုပ်မှာပေါ့နော်အဓိကကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အစိုးရထိန်းသိမ်းသိမ်းနေပေါ့နော်ဒီပြဿနာကိုထိန်းသိမ်းမဲ့ဆိုလို့ရှိရင်လူကအခုလောက်သိမှာမဟုတ်ဘူးအခုကကျတော့လူအမြောက်များထောင်နဲ့ချီပြီးသေးတယ်မှာလည်းမွတ်စလင်အများစုသေးတာပေါ့နော်သေးတဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့ကမ္ဘာနိုင်ငံတွေကလည်းပြတင်ရှုပ်ချနောက်ဆုံးပြည်ဝင်ခွင့်တွေမှာပိတ်ပါတယ်အမေရိကန်တို့ဥရောပတို့ဆိုရင်အဲ့ဒီချိန်တော့မိုဒီကိုပြည်ဝင်ခွင့်တွေပါပိတ်တာပါခင်ဗျဒီအိန္ဒိယတရားရုံးကလည်းပဲသူခေါ်စစ်စေတဲ့ချိန်မှာသူကတော့တိုက်ရိုက်မပါဝင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကရေးယူတာဖမ်းဆီးတာတွေဘာမှမခံရဘဲနဲ့ဝင်းချုပ်ဖြစ်ဆက်ပြီးတော့ရှိနေပါတယ်ဒါပေမဲ့လည်းဒီပြဿနာတူတော့အမဲဆက်ကြီးဖြစ်သွားတာပေါ့နော်အဲ့ဒီအမဲဆက်ကိုမိမ့်သွားအောင်ပေါ့နော်ဖုံးတော့လှုပ်လိုက်တာကတော့သူ့ရဲ့အုတ်ချုပ်ရည်စွန်းရေးရောက်ပါခင်ဗျသူကဒီသူ့မြို့မှာပေါ့နော်ဒီအရင်ကငလင်းလှုပ်သွားတဲ့မြို့တွေကိုပြန်ပြီးတော့တီဆောက်တယ်အရင်ထက်ကောင်းအောင်လုပ်ပေးပါတယ်နောက်တစ်ခါဦးစားပေးဆိုပြီးတော့အဲ့ဒီမြို့တွေမှာစက်ရုံတွေဖွေးပါတယ်အခွန်တွေ short ကောက်ပြီးတော့ပေါ့နော်မင်းတို့ဒီပြည်နယ်မှာဒီငလျင်လှုပ်သွားတဲ့နေရာတွေမှာပေါ့နော်စက်ရုံတွေလည်းဆောက်ကြငါတို့အခွန် short ပြီးမယ်ပေါ့နော်ဒါထောက်ထားတဲ့အနေနဲ့အခွန် short ပြီးမယ်ဆိုပြီးတော့တခြားစက်ရုံတွေဖိတ်ခေါ်ပါတယ်အဲ့လိုနဲ့ဒီနေရာကိုစက်ရုံတွေရောက်လာတယ်အဲ့လိုစက်ရုံတွေရောက်လာတဲ့အတွက်ကြောင့်မလို့လူတွေကအလုပ်အကင်ရလာကြပါတယ်နောက်တစ်ခါဒီပြည်နယ်ကိုဂူဂျာရတ်ပြည်နယ်ကိုပေါ့နော်မီး24နိုင်ရအောင်လုပ်ပေးပါတယ်ခင်ဗျအရင်တော့ကဒီအိန္ဒိယနိုင်ငံတော်တော်များများပေါ့နော်မီးအဲ့လိုရဖို့ဆိုတာတော်တော်လေးခက်ခဲပါတယ်ဒါပေမဲ့သူ့လက်ထက်မှာကျတော့မီး24နိုင်ရအောင်လုပ်ပေးတယ်နောက်တစ်ခါရေကိုလည်းပဲအရင်တော့ဆိုလို့ရှိရင်မီးတွေပါတယ်မရတဲ့အတွက်ကြောင့်မလို့ဒီပြည်နယ်ကကျွန်တော်ဆိုရင်ပုံဝိုင်းပေါ့နော်အညာပုံစံမျိုးပေါ့နော်ရေနည်းနည်းလေးကနေရနည်းနည်းဆန်တဲ့နေရာရှိပါတယ်ရေအခက်ခဲရှိတာပေါ့နော်အဲ့တော့တောက်တုံးရေတောင်အခက်ခဲရှိတဲ့နေရာပါဆိုတော့သူ့လက်ထက်လည်းရောက်တဲ့အချိန်မှာသူကတောက်တုံးရေကိုလည်းပဲအပြည့်အဝရအောင်လုပ်ပေးတယ်နောက်ကရေကိုလည်းပဲရှမ်ပယ်ရအောင်လုပ်ပေးတဲ့အတွက်ကြောင့်မလို့ဒီပြည်နယ်ကအရင်တော့စိုက်ပျိုးရေးအလောက်ကြီးမထွက်တဲ့ပြည်နယ်ကနေပြီးတော့ဗောနော်စိုက်ပျိုးရေးတွေလည်းပဲတိုးတက်လာပါတယ်အရင်ကတက်ပို့ပြီးတော့အထွက်နှုံကောင်းလာပါတယ်ခင်ဗျာနောက်တစ်ခါလမ်းတွေလည်းကောင်းလာတယ်ဒီစက်မှုစုံတွေကိုလည်းပဲမဟာဗျူဟာကြတိုးချက်လောက်ကင်လာတဲ့အတွက်ကြောင့်မလို့တခြားပြည်နယ်နဲ့ဆိုင်ဒီပြည်နယ်ကစီးပွားရေးတိုးတက်လာတယ်ပြည်သူတွေရဲ့အလုံးလက်မဲ့နှုံကလည်းပဲနေလာပါတယ်ဒီအိန္ဒိယနိုင်ငံမှာအဲ့ဒီချိန်တော့ဗောနော်ပြည်နယ်အများစုကအလုံးလက်မဲ့တွေအရင်များနေပါတယ်အဲ့တော့အလောက်ကင်ဖန်တီးပေးနိုင်တဲ့ဂူဂျာရတ်ပြည်နယ်ကဝန်ကြီးချုပ်ဗောနော်မိုဒီကိုတခြားပြည်နယ်ဒီပြည်သူတွေကလည်းပဲအားကြလာပါတယ်ခင်ဗျာကျွန်တော်တို့ဒီ NLD အစိုးရပုံစံမျိုးပေါ့နော်ကျွန်တော်တတိယလို့ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့ရှင်တော့ပေါ့နော်ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့မန္တလေးတိုင်းဝန်ကြီးချုပ်တို့ကိုသဘောရမ်းကြပါတယ်ဖြစ်နိုင်ကျွန်တော်တို့မွန်ပြည်နယ်ဝန်ကြီးနဲ့လဲဖေးစီခြင်းပါတယ်အဲ့ရှင်တော့ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီဥဖြိုးမင်းသိန်းဆိုလို့ချင်းအရန်လုံးလောက်တာပါရန်ကုန်သူ့လက်ထက်မှာအများကြီးပြောင်းလဲပေးခဲ့ပါတယ်နောက်တစ်ခါမန္တလေးတိုင်းဆိုရင်လည်းပဲဒီတိုင်းပေါ့နော်တကယ် smart city ဖြစ်အောင်လုပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းသဘောကျလာပါတယ်ဟာဒီပြည်နယ်ဝန်ကြီးတာငါတို့ပြည်နယ်မှာဝန်ကြီးလက်ဖြင့်ကောင်းပါပဲနော်လဲလို့ရရင်လဲမှာအဲ့လိပုံစံမျိုးပေါ့နော်အရင်တော့ဒါစားနောက်ခဲ့တာတွေရှိပါတယ်ခင်ဗျကျွန်တော်တို့ကဒီကျွန်တော်တို့မွန်ပြည်နယ်ဝန်ကြီးချုပ်အထူးသဖြင့်ပြည်သူလေသမားတွေပေါ့နော်ခီးယူဖန်ခိုင်းတဲ့ပတ်သက်ပြီးတော့တိတ်မကြိုက်ပါဘူးအဲ့ဒီတော့ကြောင့်မလို့ဒီတခြားပြည်နယ်ရဲ့ဝန်ကြီးချုပ်တွေသဘောကျတယ်အဲ့ပုံစံမျိုးပဲကိုပြည်နယ်ရဲ့ဝန်ကြီးချုပ်တိတ်မကောင်းတခြားပြည်နယ်ရဲ့ဝန်ကြီးချုပ်ကောင်းတယ်ဆိုလို့ရှိရင်ဒီတခြားပြည်နယ်ဝန်ကြီးချုပ်တွေသဘောကျတာပါအဲ့ဒါကိုခုနကအိန္ဒိယဒီ BJP ပါတီကလည်းပဲကောင်းကောင်းအသုံးချပါတယ်ဘယ်လိုအသုံးချလဲဆိုတော့အဲ့ဒီချိန်မှာပေါ့နော်ဒါအင်တာနက်တွေစပြီးတော့ခေတ်စားလာပြီဆိုတဲ့အခါကျတော့သူကအင်တာနက်နဲ့တခြားပြည်နယ်တွေဝါဒဖြစ်နေတာပါဒီပြည်နယ်ရဲ့ဝန်ကြီးချုပ်ကမိုဒီကပေါ့နော်အုပ်ချုပ်ရေးရန်ကောင်းတယ်သူကဒီနိုင်ငံဝန်ကြီးချုပ်ဖြစ်မယ်ဆိုလို့ရှိရင်အလုံးလက်မဲ့နှုတ်ပို့ပြီးတော့ရောလာအောင်လုံနိုင်မှာပဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဝါဒဖြစ်နေတာပါအိန္ဒိယနိုင်ငံလုံးအဲကြောင့်မလို့ဒီအဲ့ဒီဒုက္ခဒုက္ခတော့ဆိုလို့ရှိရင်ပေါ့နော်မိုဒီကအင်တာနက်ကိုကောင်းကောင်းအသုံးချပြီးတော့လူတွေကိုဒီ Facebook တို့ကိုအဲ့ပေါ့နော်အဲ့ဒါတွေကိုကောင်းကောင်းအသုံးချပြီးတော့မဲဆွေစီယုံနိုင်ခဲ့ပါတယ်ခင်ဗျာပြီးလို့ရှိရင်အဲ့ဒီခေတ်ကလည်းပေါ့နော်ဒါဝန်ကြီးချုပ်ကကွန်ဂရက်ပါတီကပါ2004ကနေပြီးတော့2014အထိပေါ့နော်ဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကစစ်ဘာသာဝင်ပါခင်ဗျာဆိုတော့ဒါကြောင့်မလို့ပြည်သူတွေကအထူးသဖြင့်ဟိန္ဒူတွေကတိတ်မကြိုက်ဘူးเนาะအဲ့ဒီအမျိုးသားရေးဝါဒီတွေကတိတ်မကြိုက်ပါဘူးကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာမဟုတ်ဘဲနဲ့မွတ်စလင်ဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်တခြားဘာသာဝင်များဖြစ်ဖြစ်ပေါ့เนาะသမ္မတဖြစ်နေမယ်ဆိုလို့ရှိရင်ဒီအမျိုးသားရေးသမားတွေကတိတ်မကြိုက်တဲ့ခံစားမှုမျိုးခံစားရမှာပေါ့เนาะအဲ့ဒီပုံစံမျိုးပါပဲတော့အိန္ဒိယမှာလည်းပဲမကြိုက်ပါဘူးဒါအောင်လည်းပဲအတိုက်ခံနိုင်ငံရေးသမားတွေကပေါ့နော်လက်နက်တစ်ခုပြည့်အသုံးချပါတယ်သူလက်ထက်မှာစီးပွားရေးအရတိုးတက်လာတဲ့ဆိုပေမဲ့ကုန်စည်နှုန်းကြီးမြင့်လာတဲ့အလောက်ကန်ရှားပါတာတွေလည်းရှိနေတဲ့ခါကျတော့ဒီတော့ချက်ကောင်းယူပြီးတော့ပေါ့နော်တိုက်ခတ်နိုင်ငံရေးသမားတွေကအသုံးချပါတယ်ခင်ဗျာဒီစစ်ဘာသာဝင်ကဘယ်လိုပုံစံနဲ့ဝန်ကြီးချုပ်ဖြစ်လာလဲဆိုတာကိုလည်းပဲကျွန်တော်အကြမ်းမြင်လေးပြောပြအောင်ပေါ့နော်အရင်ဒီနေရူတို့အိန္ဒိယဂန်ဒီတို့အကြောင်းပြောတယ်မှာလည်းကျွန်တော်ပြောထားတာပေါ့နော်ဒီမှာအကြမ်းမြင်လေးပြောအောင်ဆိုလို့ရှိရင်တော့အိန္ဒိယနိုင်ငံကိုနေရူကနေပြီးတော့
ပထမဆုံးဝင်ချုပ်ဖြစ်လာတာပေါ့နော်နောက်တစ်ခါသူမရှိတော့တဲ့နောက်မှာအိန္ဒိယကန်ဒီဖြစ်တဲ့သူ့ရဲ့သမီးပေါ့နော်နေရူရဲ့သမီးဖြစ်တဲ့နောက်တစ်ခါနေဒီအိန္ဒိယကန်ဒီလုံးကျန်ခံလိုက်ရပြီးတဲ့နောက်မှာလည်းပဲဒါနေရူရဲ့မီရာဂျစ်ကန်ဒီကနေပြီးတော့အိန္ဒိယနဲ့ဝင်ချုပ်ဖြစ်ပါတယ်မကြားထဲမှာတော့တခြားဝင်ချုပ်တွေဝင်လာရှိတာပေါ့နော်တစ်ဆက်တည်းဖြစ်တာတော့မဟုတ်တခြားဝင်ချုပ်ကြားထဲမှာတခြားပါတီကအနိုင်ရတာတွေလည်းရှိပါတယ်ခင်ဗျနောက်တစ်ခါရာဂျစ်ကန်ဒီလုံးကျန်ခံလိုက်ရတဲ့အချိန်မှာသူ့ရဲ့အမျိုးသမီးပေါ့နော်ဆိုနီယာကန်ဒီကနေပြီးတော့ဒီကွန်ဂရက်ပါတီရဲ့ဥက္ကဋ္ဌဖြစ်လာပါတယ်ဒါတော်တော်လေးအိန္ဒိယတမိုင်းမှာတော်ထူးဆန်းပါတယ်ဟုတ်ဆိုဆိုဗီယက်ကန်ဒီဆိုတာအိန္ဒိယနိုင်ငံသားမဟုတ်ပါဘူးသူကအီတလီကပါအီတလီနိုင်ငံသူပေါ့နော်ဆိုအီတလီနိုင်ငံသူဒီယောက်ျားလုံးကျန်ခံလိုက်ရပြီးတဲ့အချိန်မှာမဟုတ်ဆိုမှဖြစ်သွားပါတယ်ဆိုဒါအိန္ဒိယနိုင်ငံရဲ့ဒလေးရဆိုလုံးဝမဟုတ်ဆိုမှဆိုရင်တော်တော်လေးစန့်ကျင်လာတဲ့အနေအထားပေါ့နော်ပြီးရင်တခြားနိုင်ငံသားလည်းဖြစ်နေပါတယ်အဲ့တော့ကွန်ဂရက်ပါတီရဲ့ဥက္ကဋ္ဌဖြစ်တင်လာပါတယ်ပါတီရဲ့ဥက္ကဋ္ဌဆိုတာကအိန္ဒိယနိုင်ငံဒါကျွန်တော်တို့ဆိုပါလီမန်ခေတ်ပုံစံမျိုးပေါ့နော်ပါတီဥက္ကဋ္ဌကဝန်ကြီးချုပ်အထိဖြစ်လို့ရတာပေါ့နော်သူပါတီအနိုင်ရမယ်ဆိုလို့ရှိရင်ဝေါ်စာကြီးပါတယ်ခင်ဗျအဲ့တော့ဆိုနီယာဂန်ဒီကနေပြီးတော့သူကွန်ဂရက်ပါတီပေါ့နော်အနိုင်ထက်ရတဲ့ချိန်မှာသူကဝန်ကြီးချုပ်မလုပ်ပဲနဲ့သူကခုနကဒီစစ်ပါသားဝင်ပေါ့နော်မန်မိုဟန်ဆင်းကိုဝန်ကြီးချုပ်ဖြစ်တင်လိုက်ပါတယ်သူဘာဖြစ်လို့တင်လိုက်လဲဆိုတော့သူကိုယ်တိုင်နိုင်ငံသားဖြစ်နေတယ်သူကိုယ်တိုင်တက်လို့မဆိုလို့ဆိုရင်သူပါတီပို့ပြီးတော့ပုံရိပ်ကြမယ်နောက်တစ်ခါစစ်ကိုဘာဖြစ်လို့ပေါ့နော်စစ်ဆိုတာအိန္ဒိယနိုင်ငံမှာဟိန္ဒူနဲ့ဆိုင်လို့ရှိရင်လူနည်းစုလို့ပြောလို့ရပါတယ်ဒါမှနိုင်ငံရေးမှာတော့ဩဇာကြီးတာပေါ့နော်ဆိုတော့သူ့ကိုဘာဖြစ်လို့တင်လဲဆိုတော့အရင်တော့ကအိန္ဒိယကန်ဒီကိုလုံးချန်တက်ဖြတ်လိုက်တာစစ်ကိုရန်တော်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအိန္ဒိယမှာပေါ့နော်စစ်တင်နဲ့ဟိန္ဒူတွေကြားမှာနည်းနည်းလေးပြဿနာတွေရှိနေပါတယ်ဒဏ်ရာရှိနေတာပေါ့နော်ဆိုတော့အဲ့ဒီဒဏ်ရာကိုကုစားတဲ့အနေနဲ့ခုနကစစ်ဘာသာဝင်ကိုသူကနေပြီးတော့ဝန်ကြီးချုပ်ဖြစ်တင်လိုက်တာပါဒါပေမဲ့ထုံစံတိုင်းဒါကိုနောက်ပိုင်းမှာပေါ့နော်နိုင်ငံရေးသမားတွေကလက်နက်တစ်ခုဖြစ်အတုံးချတာပေါ့နော်ဘိုးလက်ရှိမှာဆိုရင်လည်းဒီကွန်ဂရက်ပါတီရဲ့ဥက္ကဋ္ဌကပေါ့နော်ရာဟုကန်ဒီဆိုတာနေရူရဲ့မြစ်ပါခင်ဗျာနောက်ပိုင်းမှာဒါနိုင်ငံရေးထဲမှာပေါ့နော်ကျွန်တော်တို့ဝန်ကြီးချုပ်ဖြစ်လဲမြင်ရကောင်မြင်ရလာနိုင်ပါတယ်ဆိုတော့ပြောမှဆိုလို့ရှိရင်တော့အလိုမျိုးပြည်သူတွေအမျိုးသားရေးဝါဒီတွေကပေါ့နော်တိတ်မကြိုက်တဲ့အချိန်ဒီစစ်ဝန်ကြီးချုပ်လုံးနေတာပေါ့နော်တိတ်မကြိုက်တဲ့အချိန်နောက်တစ်ခါပြတ်သားတဲ့ခေါင်းဆောင်မှုမျိုးပေါ့နော်လိုအပ်နေတဲ့အချိန်မိုဒီဆိုတာကတော့နည်းနည်းပြတ်သားပါတယ်ဟိုဆို तू ကဒီအဟိန်သားဆိုတဲ့တိခန့်ညတရားတွေဘာညာရှောက်ပြောတယ်ဆိုပေမဲ့လက်ထဲမှာတော့ဒုတ်ကင်ထားတယ်ဆိုပြီးတော့ပြောတာပေါ့နော်ဆိုတော့တီးတော့တီးခန့်တယ်ငါတော့လာမထင်အထိပြန်ချမယ်ဆိုတော့အဲ့လိုလူမျိုးပါမိုဒီဆိုတာအဲ့လိုပုံစံမျိုးအိန္ဒိယနိုင်ငံခေါင်းဆောင်တွေလိုချင်နေပါတယ်ပြတ်သားတဲ့ခေါင်းဆောင်မှုရှိတဲ့လူပေါ့နော်အဲ့လိုခေါင်းဆောင်လိုချင်နေတဲ့အချိန်မှာခင်ဗျအဲ့ဒါကြီးကြောင့်ပဲမိုဒီကဂူဂျာရတ်ပြည်နယ်မှာ73နှစ်လောက်ပေါ့နော်ဝန်ကြီးချုပ်ဖြစ်ပြီးတဲ့အချိန်2014ခုနှစ်ရောက်တဲ့အချိန်မှာတော့ BJP ပါတီပေါ့နော်ပြည်သူတွေကထောက်ခံမှုများနေတဲ့အချိန်မှာအဲ့ဒီ2014မှာပဲ BJP ပါတီကအမတ်နေရအများစုရရှိပြီးတော့မိုဒီကဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်ခင်ဗျသူဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာသူရဲ့ရည်မှန်းချက်ပေါ့နော်စီးပွားရေးရည်မှန်းချက်နိုင်ငံရေးရည်မှန်းချက်တွေဆိုပြီးရှိပါတယ်သူနိုင်ငံကဒီ2040ခုပေါ့နော်လွတ်လပ်ရေးရပြီးတော့နှစ်100ပေါ့နော်ဘာဖြစ်လို့ဆိုတော့အိန္ဒိယ1940ခုမှာလွတ်လပ်ရေးရတာ哦လွတ်လပ်ရေးရပြီးတော့နှစ်100ပြည့်2040ခုကြာလို့ရှိရင်အိန္ဒိယတိုးတက်ပြီးနိုင်ငံဖြစ်ရမယ်သူပြည်သူတွေကလည်းပဲဖြတ်မြတ်ပေါ့နော်ဝင်ငွေတစ်နှစ်ကိုဒေါ်လာ26,000လောက်ထိရရမယ်ဆိုပြီးတော့မျှော်မှန်းထားပါတယ်တကယ်လည်းအဲ့ဒါကိုအကောင့်ထဲပေါ်နေတာပေါ့နော်နောက်တစ်ခါနိုင်ငံစီးပွားရေးဆိုလို့ရှိရင်လည်းပဲစစ်လက်နက်ပစ္စည်းတွေနီးပညာထုတ်လုပ်တာတွေကအစအကုန်လုံးကသူ့နိုင်ငံမှာထုတ်လုပ်နိုင်ရမယ်ဆိုပြီးတော့အစီအစဉ်ချထားတာပေါ့နော်အိန္ဒိယဆိုတာတကယ်နိုင်ငံလည်းကြီးတယ်တန်ရန်ဇာတာလည်းအများကြီးကြွယ်ဝတဲ့နိုင်ငံပါခင်ဗျဆိုတော့ဒါကတော့တကယ်ဖြစ်မလားမဖြစ်ဘူးလားဆိုတော့2040ခုစောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာပေါ့နော်တွေးမိတာကတော့အိန္ဒိယဆိုတာကျွန်တော်နည်းနည်းလွတ်လပ်ရေးလာပါမယ်ကွာပါလေလွတ်လပ်ရတာသူများနိုင်ငံတွေကတော့လွတ်လပ်ရပြီးနှစ်100ပြည့်လို့ရှိရင်ကမ္ဘာဩဇာအကြီးဆုံးနိုင်ငံဖြစ်ရမယ်ဒီစူပါပါဝါနိုင်ငံပေါ့နော်ဩဇာအကြီးဆုံးနိုင်ငံဖြစ်ဖို့မျှော်လင့်နေတယ်ကုလသမဂ္ဂမှာဆိုလို့ရှိရင်လည်းပဲဒီအမြဲတမ်းအဖွဲ့ဝင်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုအာနာပိုင်ကင်နိုင်တဲ့နိုင်ငံဖြစ်အောင်လှုံ့ဆော်နေပါတယ်အလင်းမျှော်လင့်နေပါတယ်ဖြစ်နိုင်ငံရေးမှာဆိုလဲဩဇာအကြီးဆုံးနိုင်ငံဖြစ်ရမယ်စီးပွားရေးမှာဆိုရင်လည်းသူလူမျိုးတွေဟာလာဒေါ်လာတစ်နှစ်ကို26,000လောက်ရအောင်မျှော်လင့်နေတယ်အဲ့လိုအတိုင်းလဲလှုပ်ဆောင်နေပါတယ်ကျွန်တော်တို့နဲ့အိန္ဒိယဆိုတော့နှစ်လွတ်လပ်ရတာလာပါမျိုးခွာပါတယ်ကျွန်တော်တို့ကနှစ်100ပြည့်ဘာတွေဖြစ်မှာလဲမျှော်လင့်လို့ရတာပေါ့နော်ဆိုတော့ငင်းငင်းရတယ်ဆိုရင်တော့မစိုးပါဘူးတကယ်လို့မြန်မာနိုင်ငံနှစ်100လွတ်လပ်ရပြီနှစ်100ပြည့်တဲ့ခါကျလို့ရှိရင်ကိုလူမျိုးချင်းတတ်နေတာမရှိရတော့ဘူးဟုတ်လားစာတင်ကျောင်းတွေဘုံကျဲခံရတာမရှိရတော့ဘူးဖုန်းကျောင်းတွေဘုံကျဲခံရတာမရှိရတော့ဘူးကိုလူမျိုးချင်းထောင်တဲ့ဘုံနဲ့ကိုလူမျိုးချင်းတေးရတာမျိုးချီပြက်လက်ပြက်ဖြစ်ရတာမျိုးတွေမရှိတော့ဘူးငြိမ်းချမ်းသွားတဲ့နိုင်ငံလေးဖြစ်အောင်လုပ်မယ်ဆိုရင်တော့မှတော်တော်လေးအဆင်ပြေနေပါပြီစီးပွားရေးတကယ်မကြံကြီးမစီရတယ်ပေါ့နော်တကယ်ထိပ်ပိုင်းစူပါပါဝါနိုင်ငံဖြစ်ရမယ်လို့ဘာလို့အဲ့လောက်ကြီးမမျှော်လင့်နဲ့တာမန်ပေါ့နော်ပြည်သူတွေဘဝငြင်းငြင်းလေးနေရအောင်ပဲနှစ်100ပြည့်ဖြစ်မယ်ဆိုရင်
ကောင်းမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့2048ဆိုတာမကြတော့ပါဘူးနောက်ထပ်20ကျော်ပဲကျန်မှာတော့တယ်။ဒီကြတော့ကျွန်တော်တို့တက်တန်စီတင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှီပါတယ်။ OG အိုမာနဲ့ပြေးနေလွှားနေအောင်မလားတော့မသိဘူးပေါ့နော်။ဆိုတော့ထားပါတော့ဒါကတော့အိန္ဒိယနိုင်ငံရဲ့2040ခုသူ့လက်ထက်မှာပေါ့နော်။ဒါသူကဟာငါတို့အိန္ဒိယဆိုတာ2040ခုလွတ်လပ်ရေးနှစ်တရာပြည့်ဒီလိုပြရမယ်ဆိုပြီးတော့ပလန်ချပြီးတော့လှုံ့ဆော်နေတာလေးတွေပြောပြတာပေါ့နော်။အဲ့လိုနဲ့သူ့ရဲ့လှုံ့ဆော်ချက်တွေကြောင့်သူပထမတက်တန်ကုန်ပြီးတော့ပေါ့နော်2019ရောက်တဲ့အချိန်မှာဒုတိယအချိန်ရွေးကောက်ပွဲပြန်လုပ်ပါတယ်အဲ့ဒီအချိန်မှာလည်းပဲသူကအမတ်နဲ့အများစုနဲ့အနိုင်ရတာပါအရင်ကထပ်ပို့ပြီးတော့များပါတယ်ဒါပေမဲ့ဒီ2014ပေါ့နော်လွန်ခဲ့တဲ့နှစ်လောက်ပေါ့နော်အဲ့ဒီရောက်တဲ့အချိန်မှာကျတော့သူ့ပြည်သူတွေထောက်ခံမှုကျသွားပါတယ်အစိုးရအောင်ဖွဲ့မနိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အမတ်240ပဲရပါတယ်အိန္ဒိယနိုင်ငံမှာအစိုးရဖွဲ့နိုင်မှုဆိုလို့ရှိရင်282နေရာရမှာပါဆိုအရင်တော့ဆို300ကျော်လို့282ရာတော့အဲ့လိုမျိုးရတာပေါ့နော်အခုကျတော့240ပဲရတယ်အစိုးရလောလောကျုပ်ဖွဲ့မနိုင်တဲ့အတွက်ကြောင့်မလို့မဟာမိတ်ဖွဲ့ပြီးတော့ပေါ့နော်ဒါအစိုးရထပ်ဖွဲ့ရတယ်ဒါပေမဲ့သူပဲဝန်ကြီးချုပ်ထပ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့သူကအိန္ဒိယနိုင်ငံရဲ့နေရူပြီးလို့ရှိရင်ပေါ့နော်ဒုတိယမြောက်3ချိန်ဆက်တိုက်ဝန်ကြီးချုပ်ဖြစ်တဲ့သူပါဆိုတော့မိုဒီကပြည်နယ်ဝန်ကြီး73နှစ်လုပ်ပြီးတဲ့အချိန်မှာပေါ့နော်နိုင်ငံဝန်ကြီးချုပ်အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာတယ်။ကြာတဲ့ပြည်နယ်ဝန်ကြီးချုပ်73နှစ်လောက်တယ်73နှစ်ပြီးတဲ့အချိန်မှာအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖြစ်လာတယ်အခုဆိုရင်73နှစ်တည်းဝင်လာပါပြီ73နှစ်တည်းဝင်လာတဲ့အချိန်မှာအိန္ဒိယနိုင်ငံကတော့အများကြီးပြောင်းလဲသွားပါတယ်အရင်တုန်းကဒီသူအာဏာမရခင်ပေါ့နော်2014တုန်းကဆိုလို့ရှိရင်အိန္ဒိယနိုင်ငံရဲ့ကမ္ဘာစီးပွားရေးကအဆင့်30မှာရှိပါတယ်အခုဆိုလို့ရှိရင်2026ပါပေါ့နော်အိန္ဒိယကဂျပန်အောင်ကျော်တက်သွားပါပြီအဆင့်4ရောက်သွားပါပြီကမ္ဘာစီးပွားရေးအင်အားကြီးအဆင့်4မှာရှိပါတယ်အိန္ဒိယပြီးလို့ရှိရင်အိန္ဒိယပေါ့နော်အကုန်လုံးနဲ့တည့်ပါတယ်ဒိတ်ထားမိလားတော့မသိဘူးเนาะတရုတ်တို့အမေရိကန်တို့ဆိုရင်မုန်းတဲ့နိုင်ငံတွေရှိပါတယ်အိန္ဒိယကိုကြတော့ကျွန်တော်ထင်တယ်ပါကစ္စတန်ကလွယ်တခြားနိုင်ငံတွေအဲ့လိုမမုန်းပါဘူးခင်ဗျာဆိုတော့အမေရိကန်ဆိုအရှေ့လေပိုင်းနိုင်ငံတွေမုန်းတယ်ဒီတရုတ်ဆိုလို့ရှိရင်အခုနောက်ပိုင်းပေါ့နော်ကျွန်တော် YouTube မှာခဏခဏတွေ့လာရပါတယ်နည်းနည်းလေးပေါ့နော်လူမုန်းများလာပါတယ်တရုတ်နိုင်ငံဆိုလို့ရှိရင်ပေါ့နော်ဆိုတော့အိန္ဒိယကကြတော့အရှေ့လေပိုင်းနဲ့လည်းအဆင်ပြေတယ်ဒီအာဖရိကနဲ့လည်းအဆင်ပြေပါတယ်နောက်တစ်ခါသူစီးပွားရေးလုပ်တာပြင်ပုံကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာသူကရုရှားစီကတော့လက်နက်တွေဝယ်တယ်အမေရိကန်နဲ့ကြတော့စီရေးပူပေါင်းတယ်တရုတ်နဲ့ကြတော့စီးပွားရေးပူပေါင်းပြီးလုပ်နေပါတယ်အကုန်လုံးနဲ့တည့်ပါတယ်ဟိုအမေရိကန်နဲ့ရုရှားဆိုမတည့်ဘူးတရုတ်နဲ့ဒီအမေရိကန်ဆိုမတည့်ဘူးဒီအိန္ဒိယကျတော့အကုန်လုံးနဲ့တည့်ပါတယ်ခင်ဗျအကုန်လုံးတည့်ပေါင်းထားနိုင်တာပေါ့နော်ဒါကြောင့်မလို့လည်းပဲတချို့က2040လောက်ရောက်လို့ရှိရင်ဒီကမ္ဘာစီးပွားရေးကပေါ့နော်အမေရိကန်ကိုကြော်နိုင်တယ်ဆိုပြီးတော့ခမှန်ထားတာလည်းရှိပါတယ်ကျွန်တော်တော့မထင်ဘူးပေါ့နော်အမေရိကန်ကြော်ဖို့ဆိုတာခက်ပါတယ်စီးပွားရေးရကြော်နိုင်တာမှတူးချင်းဝင်ငွေရတော့ကြော်ဖို့ဆိုတာနှစ်ပေါင်းအများကြီးစောက်ရအောင်ပါဘာလို့ဆိုတော့ဒီမှာတန်1400ကျော်ရှိတယ်ဟိုအမေရိကန်မှာတန်300ကျော်ပေါ့နော်အဲ့လိုကွာတဲ့အတွက်ကြောင့်မလို့တူးချင်းဝင်ငွေရတော့ကြော်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးပေါ့နော်ဒီနိုင်ငံဝင်ငွေရလည်းပဲကြော်ဖို့ဆိုရင်တော့ကျွန်တော်ထင်2040လောက်တော့မရနိုင်ဘူးဒါတချို့ခက်မှန်းချက်တွေကပေါ့နော်ရနိုင်နေဆိုပြီးတော့ခံမှန်းတာပါခင်ဗျပြီးလို့ရှိရင်အခုချိန်မှာဒီအိန္ဒိယဆိုတာကမ္ဘာလူကြီးအများဆုံးပါအများဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တော့ဆိုလူတွေကစီးပွားရေးခန့်မြန်တိုးတက်မှထင်ပါတယ်ဒါပေမဲ့တရုတ်လိုမျိုးမြန်မြန်ဆန်ဆန်ပေါ့နော်မတိုးတက်ရတာကြတော့အစိုးရချင်းမတူပါဘူးစနစ်မတူပေါ့နော်တရုတ်ကြတော့ကွန်မြူနစ်ပါကွန်မြူနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရကစိတ်သွားတိုင်းကိုပါလှုပ်လို့ရပါတယ်အိန္ဒိယရောက်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်သွားတိုင်းကိုမပါပါဘူးပြည်သူအလွတ်တော်မှာဆုံးဖြတ်ရတယ်ပြည်သူနဲ့ညှိနှိုင်းရတယ်အဲ့လိုလုပ်ရပါတယ်ဥပမာတရုတ်နိုင်ငံမှာ10တခုစောက်တယ်ဆိုလို့ရှိရင်အစိုးရနေပြီးဒီနေရာမှာ10စောက်တင်တယ်သူနိုင်ငံသူသုံးဖို့နော်တခြားနိုင်ငံရောင်းဖို့ပြောတာမဟုတ်ဘူးသူနိုင်ငံသူသုံးဖို့စောက်မှဆိုလို့ရှိရင်ပြည်သူတွေကိုနေရာရွှေ့တိန်းနဲ့ချီပြီးတော့ပေါ့နော်ရွှေ့ပြစ်လိုက်တာဘာပြဿနာမှမရှိပါဘူးလုပ်လို့ရပါတယ်တရုတ်မှာအိန္ဒိယမှာအဲ့လိုတလုပ်လို့မရပါဘူး10တခုစောက်မှဆိုအိမ်နိုင်ဒေတာကန်တွေအဲ့ဒီကလူတွေနဲ့အစိုးရအကြိုက်ညှိရမှာပါညှိပြီးတော့မှလုပ်ရမှာပါဒါကွာတာကိုပြောပြတာပါနော်ဆိုတော့ဒီတရုတ်နဲ့အိန္ဒိယကျတော့အိန္ဒိယမှာကျတော့တဖြည်းဖြည်းချင်းတက်နေမှာတော့အရင်မြင်မြင်မတက်ဘူးဖြည်းဖြည်းချင်းတက်နေတယ်ကြိုင်လည်းပဲတိတ်မသိတာပါဘူးတရုတ်ကျအဲ့လိုမဟုတ်ပါဘူးတရုတ်ကျတော့အစိုးရကောင်းမယ်ဆိုလို့ရှိရင်ချက်ချင်းပေါ့နော်တက်သွားမယ်အစိုးရမကောင်းဘူးပေါ့နော်ဒီကွန်မြူနစ်ပါတီကခေါင်းဆောင်တွေကဒီမှာဥပမာမော်စီတုံးဆိုလို့ရှိရင်စစ်တိုက်တက်တော့တယ်စီလုံးတက်ဒါမှနိုင်ငံအုပ်ချုပ်မတက်ပါဘူးအဲ့လိုခေါင်းဆောင်တွေတက်လာမယ်ဆိုလို့ရှိရင်တော့ချက်ချင်းဒုက္ခရောက်နိုင်ပါတယ်ကြာနာမှာပေါ့နော်ဒီပါတီခေါင်းဆောင်တွေကတော်တယ်ဆိုလို့ရှိရင်ကွန်မြူနစ်မှာပေါ့နော်ပါတီခေါင်းဆောင်တွေတော်တယ်ဆိုရင်ချက်ချင်းတက်မယ်အဲ့ဒီပါတီခေါင်းဆောင်တွေညံ့မယ်ဆိုရင်လည်းချက်ချင်းကြာနိုင်ပါတယ်ကြာနာမှာပေါ့နော်ဒီလိုတော့ကွာပါတယ်ခင်ဗျဆိုတော့မိုဒီလက်ထက်မှာတော့ဒါဒီ G20 လို့ခေါ်တယ်ပေါ့နော်တကယ်ကမ္ဘာထိပ်တီနိုင်ငံအင်အားကြီးနိုင်ငံတွေပေါ့နော်အဲ့ဒါတွေကိုလည်းပဲဒီ
ဒီလက်ခံကျင်းပနိုင်တယ်ပြီးလို့ရှိရင်ဒီအမေရိကန်တို့ရုရှားတို့ဥရောပတို့လည်းပဲအာဏာချိန်ခွင်ရှာပေါ့နော်ညှိထားနိုင်ပါတယ်တန်တမာရဲ့ဩဇာလည်းပဲအိန္ဒိယပို့ပြီးတော့တက်လာပါတယ်ဒီ2000ခုနှစ်နောက်ပိုင်းမှာပေါ့နော်အိန္ဒိယပို့ပြီးတော့တက်လာတယ်နောက်တစ်ခါဒီအာကာသပြိုင်ဆိုင်မှုမှာဆိုလို့ရှိရင်လည်းပဲအိန္ဒိယကလာရဲ့တောင်ဘက်စွန်းပေါ့နော်ပထမဦးဆုံးအောင်မြင်စွာလွတ်တင်နိုင်တာတွေလောက်လာနိုင်ပါပြီခင်ဗျာဒါပေမဲ့အိန္ဒိယဝန်ကြီးချုပ်တယောက်အနေနဲ့ပြပမှာကဘာမှာဩဇာတက်လာပေမဲ့ဒီအခုနောက်ပိုင်းပေါ့နော်2000ခုနှစ်နောက်ပိုင်းလောက်မှာမိုဒီကပြည်တွင်းမှာတော့နည်းနည်းလေးဩဇာကျလာပါတယ်ထောက်ခံမှုနည်းနည်းလေးညော့လာတာပေါ့နော်ဆိုတော့ညော့လာဆိုတော့အောက်ဆုံးကျသွားတာမဟုတ်ဘူးအရင်ကနဲ့ဆိုင်ညော့သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါအိန္ဒိယမှာတက်ညာပြဿနာမှာလူကြီးအရန်များတဲ့အတွက်ကြောင့်မလို့လူတိုင်းဒီအလုတ်ကင်ပေါ့နော်မဖန်တီးပေးနိုင်တာအလုတ်လက်မဲ့များတဲ့ပြဿနာတွေနောက်တစ်ခါသူကိုယ်တိုင်ကအမျိုးသားရေးဝါဒီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာတင်ကျောင်းတွေမှာဆိုလို့ရှိရင်လည်းပဲဟိန္ဒူနဲ့ပတ်သက်တဲ့သမိုင်းတွေကိုပို့ပြီးတော့ဦးစားပေးသင်လာပါတယ်နောက်တစ်ခုကကျတော့ဒီဗြိတိရှလက်ထက်တုန်းကအိန္ဒိယနိုင်ငံမှာလမ်းနေတဲ့ဒါအဲ့လိုမျိုးတော့နာမည်တွေကိုအင်္ဂလိပ်နာမည်တွေပေးထားတာရှိတယ်အဲ့ဒီနေရာတွေမှာအိန္ဒိယဒီဟိန္ဒူဘာသာနဲ့ပတ်သက်တဲ့နာမည်တွေဟိန္ဒူဘုရင်နဲ့ပတ်သက်တဲ့နာမည်တွေအဲ့လိုတွေအစားထိုးလာပါတယ်အဲ့ဒါမွတ်စလင်တွေနဲ့ဒီသမိုင်းပညာရှင်တွေကြားမှာတော့မကိုအင်ပါယာဒီမွတ်စလင်ဘုရင်တွေရဲ့ဩဇာကိုမေးမအောင်လုပ်ပြီးတော့ဟိန္ဒူဘုရင်တွေရဲ့အခန်းကဏ္ဍကိုပို့ပြီးတော့ဆွဲတင်လာသလိုဖြစ်တယ်ဆိုပြီးတော့ဝေဖန်တာတွေလည်းရှိပါတယ်ခင်ဗျာဒါကအခုချိန်မှာမတိတာဘူးဆိုရင်နောက်ပိုင်းမှာပြဿနာတွေတက်လာတဲ့ခါကျလို့ရှိရင်နိုင်ငံရေးမတည်ငြိမ်တာဖြစ်လာနိုင်တာပေါ့နော်အိန္ဒိယဆိုတာကလူဦးရေတန်1400ကျော်ထဲမှာမွတ်စလင်14ရာခိုင်နှုန်းရှိပါတယ်ဒီအိန္ဒိယတနိုင်ငံလုံးနဲ့ရှင်လိုက်လို့ရှိရင်တော့မွတ်စလင်လူနည်းစုဆိုပေမဲ့အိန္ဒိယနိုင်ငံမှာ14ရာခိုင်နှုန်းဆိုတာမွတ်စလင်တန်200ကျော်ရှိပါတယ်ခင်ဗျတန်200ဆိုတာကမ္ဘာဒီမွတ်စလင်အများဆုံးရှိတဲ့နိုင်ငံတွေထဲမှာတတိယချိတ်ပါ3ခုမြောက်နိုင်ငံပါအိန္ဒိယသူ့နိုင်ငံလူများလို့တာလီမွတ်စလင်လူနည်းစုလို့ဖြစ်နေတာပေါ့နော်တကယ်တန်း200ဆိုတာကျွန်တော်တို့နိုင်ငံ4ခုစာလောက်ရှိပါတယ်မွတ်စလင်အများကြီးရှိပါတယ်ခင်ဗျဒါပေမဲ့ဘယ်လိုပဲဖြစ်မိုဒီနဲ့ BJP ပါတီကတော့ဟိန္ဒူမျိုးသားရေးဝါဒီအများစုဟိန္ဒူအများစုကပေါ့နော်ထောက်ခံနေကြဆဲပါပဲခင်ဗျဆိုတော့ဒီနေ့ချိန်မှာဆိုလို့ရှိရင်တော့မိုဒီကရေကောက်ပွဲတွေကိုလည်းပဲတစ်ခုပြီးတစ်ခုအနိုင်ရနေတော့မှာပဲဆိုရှယ်မီဒီယာကိုအသုံးချတတ်တဲ့တန်းနဲ့ချီတဲ့နောက်လိုက်တွေရှိနေတဲ့ခင်မီနိုင်ငံရေးသမားတယောက်ဖြစ်တယ်လို့မျိုးပဲဟိန္ဒူမျိုးသားရေးကိုအစွန်းရောက်တဲ့ထိဆွဲတင်နေတယ်ဆိုပြီးတော့ဝေဖန်ခံနေရစေဖြစ်တဲ့ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်သူကအိန္ဒိယကိုကမ္ဘာအလယ်မှာပေါ့နော်စီးပွားရေးအရာရောနီးပညာအရာပါထိတ်ဆုံးနီးပါးလောက်ရောက်အောင်တွန်းပို့နိုင်တဲ့သူရဲကောင်းဖြစ်တယ်လို့ပဲဟိန္ဒူအမျိုးသားရေးကိုအခြေခံပြီးတော့အာဏာကိုတည်မြဲအောင်လုပ်နေတဲ့ဒီမိုကရေစီအာဏာရှင်လည်းဖြစ်လာနိုင်ပါတယ်ခင်ဗျာဆိုတော့ဒီဓာတ်တွေကတော့တမိုင်းကသူ့ကိုဆုံးဖြတ်ပေးတော့မှာပေါ့နော်ဘာပဲဖြစ်ဖြစ်ယထာဘူဓာယုံနာလက်ဖေးရောင်းတဲ့ကလေးတယောက်ကဒီနေ့မှဆိုလို့ရှိရင်တော့ကပ္ပအင်အားကြီးနိုင်ရဲ့ကံကြမ္မာကိုရေးဆွဲနေပြီဆိုတာကတော့ငြင်းလို့မရတဲ့အမှန်တရားတစ်ခုပါပဲခင်ဗျာကျွန်တော်ဗီဒီယိုလေးအဆုံးလေးကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်